ပြီးခဲ့တဲ့ရက်တစ်ပတ်ကတော့ဖားကန်ဒေသကိုစစ်ကောင်စီတပ်ကအင်အားရာနဲ့ချီပါဝင်တဲ့စစ်ကြောင်းတစ်ကြောင်းနဲ့ထိုးစစ်ဆင်လှုပ်ရှားလာတဲ့သတင်းအပြင် KIA ပူးပေါင်းတပ်ဟာဗမော်မြို့မှာထိုးစစ်ပြန်လည်စတင်လိုက်ကြလို့အပြည့်အကာလတက်တန်းတိုးထားပေမဲ့စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နေပါတယ်စစ်ကောင်စီတပ်ဟာကဘာကျော်ကြောက်စိမ်းထွက်ရှိရာဖားကန်ဒေသကိုအင်းတော်ကြီးလမ်းပိုင်းနဲ့မြစ်ချီနာဖားကန်လမ်းပိုင်းကတဆင့်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်ဧပြီလ24ရက်နေ့ကအင်အား900ခန့်ပါဝင်တဲ့စစ်ကောင်စီနဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNA ပူးပေါင်းစစ်ကြောင်းဟာဖားကန်ဒေသကိုဦးတည်ပြီးစစ်ကြောင်းထိုးလှုပ်ရှားလာတဲ့အတွက်ဖားကန်လမ်းပိုင်းကမအူပင်ကျေးရွာမှာ KIA ပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာပြီးတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်မြစ်ကြီးနားဖားကန်လမ်းကိုယာယီပိတ်ထားပါတယ်။ခရီးသွားပြည်သူတွေရဲ့အဆိုအရရင်နှန်းရှည်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာခရီးတဲ့တင်ကားတွေကိုအကာအကွယ်ယူပြီးစစ်ကြောင်းထိုးနေသလိုအင်အားအလွန်များတယ်လို့ဆိုပါတယ်။မြစ်ကြီးနားဖားကန်လမ်းပိုင်းကလဝါကြီးရွာမှာစစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တို့မတ်လတတိယပတ်ကတိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်းခေတ္တတိုက်ပွဲငြိမ်ခဲ့ရာကနေတလနီးပါးအကြာမှာစစ်ကောင်စီပူးပေါင်းတပ်ကဖားကန်ဒေသကိုအခုလိုစစ်ကြောင်းထိုးလာတာပါ။တစ်ဖက်မှာလည်းစစ်ကောင်စီနဲ့ SNA ပူးပေါင်းစစ်ကြောင်းဟာဖားကန်ဒေသကိုဦးတည်ပြီးအင်းတော်ကြီးဒေသဘက်ကနေလည်းစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အင်းတော်ကြီးဒေသကတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး The74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာအင်းတော်ကြီးကနေတဆင့်ဖားကန်ဒေသကိုဝင်ရောက်နိုင်ဖို့အတွက်လမ်းတစ်လျှောက်မှာရှိတဲ့ KIA ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့နေရာတွေကိုလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဧပြီလ22ရက်နေ့ကမိုးညင်းမြို့နယ်အင်းတော်ကြီးကန်အရှိဘက်ချမ်းကစနွင်းကုန်းနဲ့အင်းတာကျေးရွာတွေကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နတ်မုံမြို့မှာရှိတဲ့စစ်ကောင်စီပူးပေါင်းတပ်ကအင်းတော်ကြီးကန်ရဲ့အရှိဘက်နဲ့အနောက်ဘက်ချမ်းကကျေးရွာတွေကိုလက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ဟိုပင်မြို့ကအမြောက်တပ်ကလည်းလက်နက်ကြီးတွေပစ်ကူခဲ့ပါတယ်။စစ်ကောင်စီပူးပေါင်းတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့တိုက်ပွဲပြင်းထန်လာမှာကိုစိုးရိမ်တာကြောင့်အင်းတော်ကြီးဒေသကျေးရွာ၄ရွာခန့်ကဒေသခံတွေထွက်ပြီးတိမ်းရှောင်နေကြပါတယ်။မြစ်ကြီးနားဖားကန်ပါရလမ်းဖြစ်တဲ့နှန့်သိန်းနဲ့နှံရကျေးရွာကို KIA ပူးပေါင်းတပ်ကထိန်းချုပ်ထားတယ်လို့အင်းတော်ကြီးဒေသဘက်ကဖားကန်ဝင်ပေါက်ဖြစ်တဲ့ဝေခါကျေးရွာ၊ညောင်ပင်ကျေးရွာ၊ဝေလုံကျေးရွာတို့ကိုလည်း KIA ပူးပေါင်းတပ်ကထိန်းချုပ်ထားပါတယ်။ဖားကန်မြို့မှာနှစ်ဖက်တပ်ရဲ့နေမြေစိုးမိုးမှုအခြေအနေကိုပြောရမယ်ဆိုရင်ဖားကန်မြို့ပေါ်မှာစစ်ကောင်စီတပ်ကထိန်းချုပ်ထားပြီးမိုင်းအနှဲငယ်အကွာကဆိုင်းတောင်မှာတော့ KIA နဲ့ KPDF ပူးပေါင်းတပ်တွေကထိန်းချုပ်ထားပါတယ်။ကချင်ပြည်နယ်မှာစစ်ကောင်စီတပ်ဟာအေယာဝတီမြစ်အရှိဘက်ခြမ်းကနေမြေအများစုကိုလက်လွတ်ဆုံးရှုံးထားတဲ့အတွက်အခုနှစ်စံပိုင်းကစပြီးအေယာဝတီမြစ်အနောက်ဘက်ခြမ်းကစစ်ရေးနဲ့စီးပွားရေးအရာဗျူဟာမြောက်တဲ့တလိုင်းလီဒိုလန်ဖားကန်မြို့နယ်တန်လိုင်းရုပ်ခေါ်တဲ့မူကောင်းမူညင်းဒေသမှာစစ်အင်အားတိုးချဲ့ပြီးထိုးစစ်ဆင်နေပါတယ်။ဗမာမြို့မှာဆိုရင်လည်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဒရုန်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပြီးလက်နက်ကြီးအပြန်အလှန်ပစ်ခတ်တာတွေနေ့စဉ်ဖြစ်ပွားနေပါတယ်။ဧပြီလ25ရက်နေ့မနက်ပိုင်းကစပြီးဗမာမြို့ကအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စကားဖ21ကို KIA ပူးပေါင်းတပ်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ရှေ့တန်းသတင်းရင်းမြစ်တွေရဲ့အဆိုအရစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်ပြီးခုခံနေပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်ကတော့ဖားကန်ဒေသကိုစစ်ကောင်စီတပ်ကအင်အားရရှိအသုံးပြုပြီးစစ်ကြောင်း2ကြောင်းနဲ့ထိုးစစ်ဆင်နေတယ်လို့ KIA ပူးပေါင်းတပ်ကလည်းဗမာမြို့ကစကားခ21ကိုထိုးစစ်ပြန်လည်စတင်ခဲ့ပါတယ်။လာမယ့်အပတ်တွေမှာတော့အင်အားရနဲ့ချီတဲ့စစ်ကောင်စီစစ်ကြောင်းဟာဖားကန်ဒေသကိုထိုးဖောက်ဝင်ရောက်လာနိုင်မလား။ KIA ပူးပေါင်းတပ်ကရောဘယ်လိုစစ်ရေးဗျူဟာတွေနဲ့တိုက်ခိုက်သွားမလဲ။ဗမာမြို့သိမ်းတိုက်ပွဲအခြေအနေဟာတိုးတက်မှုရှိလာမလားဆိုတာဆက်လက်စောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ စာယူနာလာဆိုမျိုးစာယူနာလာ